မင်္ဂလာပါကျမတို့ကဒီအချိန်တွေအကြောင်းကာလတွေအကြောင်းပြောတဲ့အခါမှာဆိုရင်ကာလ3မျိုးပဲရှိအတိတ်ရှိမယ်အခုလက်ရှိပြစ္ဆုတ်ပံရှိမယ်အနာဂတ်ရှိမယ်အဲ့ဒီမှာကျမတို့ကဒီပေါ့နော်present simple tense past simple tense and နောက်ကြတော့ future simple tense ဒါတွေကိုကျမနားလည်အောင်လို့ရှင်းပြပေးသွားမယ်ကျမတို့တူလေ့လာကြမယ်ဒီ3မျိုးဟာဆိုရင်အတိတ်ပြစ္ဆုတ်ပံအနာဂတ်3မျိုးဟာဆိုရင်အချိန် time နဲ့လှုပ်ဆောင်ချက် action ပေါ်မူတည်ပြီးတော့ခြားနာတယ်ဒီအောက်ပါပုံစံအတိုင်းမှတ်ထားရင်လွယ်ကူပါတယ်ပထမဆုံးအနေနဲ့ကျတော့ဒီ present simple tense ပြစ္ဆုတ်ပံကာလပြစ္ဆုတ်ပံကာလမှာဆိုကျမတို့အမြဲတမ်းဖြစ်နေတဲ့အရာတွေအမှန်တရားတွေနေ့စဉ်အလေးအထားတွေမှာသုံးတယ်သူကဆိုလို့ရှိရင်ပုံသင်နည်းအနေနဲ့ဆိုလို့ရှိရင် I you we they သူတို့နဲ့ဆိုရင်ကရိယာ SES မှာပါတဲ့ကရိယာနဲ့သုံးတယ်buff one ပေါ့နော်he she it ဆိုလို့ရှိရင်တော့ကျမတို့က subject ကအနည်းဖြစ်တဲ့အတွက်ကျမတို့ SES ပါတဲ့ကရိယာနဲ့တွဲသုံးလို့ရှိရင်ကဲဥပမာအနေနဲ့ဆိုရင် I eat rice every day နေ့တိုင်းထမင်းစားတယ်ဒါဆိုရင်အလေးအကျင့် I ဖြစ်တဲ့အတွက် eat SES မပါဘူးเนาะ now the sun rises in the east နေ့အရှိအရက်ကနေထွက်တယ်အမြဲတမ်းမှန်တယ်အဲ့အတွက်သူ buff 1နဲ့ရေးတယ်အဲ့ဒီမှာနေလုံးကတစ်လုံးနဲ့ရှိတဲ့အတွက် rises နဲ့ရေးတယ် now she was in a bank သူမဘဏ်မှာအလုပ်လုပ်တယ်သူကဘဏ်မှာအခုအလုပ်လုပ်နေတဲ့ဝန်ထမ်းလက်ရှိအခြေအနေကိုပြောတာဖြစ်တဲ့အတွက်ကျမတို့ SES ပါတဲ့ buff 1နဲ့ရေးတယ်ဘာလို့လဲဆိုတော့ subject ကအနေမလို့she was in a bank ဟုတ်ပြီနော်ဒါဆိုရင်ဒီ buff 1 simple present tense ကိုဘယ်နေရာတွေမှာသုံးလဲနေ့စဉ်လုပ်တဲ့အလုပ်တွေနော်အချိန်စရာဥပမာအနေနဲ့ဆိုရင် train leaves at 6နောက်ကြရင်သိပ္ပံအချက်လက်တွေအဲ့လိုအချက်လက်တွေမှာဆိုရင်ကျမတို့ကဒီ buff 1နဲ့သုံးပါတယ်ကျမတို့present simple tense ရိုးရိုးပြစ္ဆုတ်ပံကာလဝါကျပေါင်း100နဲ့လေ့ကျင့်ကြည့်ရအောင်ပါဥပမာအနေနဲ့ number 1အုပ်စုမှာဆိုလို့ရှိရင် daily routines နေ့စဉ်လုပ်ဆောင်ချက်တွေပေါ့နော် I wake up at 6 a.m. every day ကျွန်တော်နေ့တိုင်းမနက်6နာရီမှာအိပ်ရာထတယ်ဒါဆိုရင်ပါလေမြဲရမှန်တရားလှုပ်လေလှုပ်ထားအခုလက်ရှိလုပ်နေတဲ့အရာပေါ့နော်အဲ့တော့ကျမတို့က SES မှာပါတဲ့ buff 1နဲ့ရေးတယ်ဘာဖြစ်လဲဆိုတော့ I ကဒီအများကြီးမှာထည့်ထားလို့เนาะအဲ့တော့ I wake up at 6 a.m. every day ဒီစာကြောင်းကိုမှတ်ထားပါနော်လွယ်လွယ်လေးဟုတ်တယ်မလားနောက်ကြရင်ကျမတို့ပြန်လေ့ကျင့်စရာရှိတယ်she brushes her teeth twice a day She brushes her teeth twice a day. သူမတစ်နေ့ကို2ကြိမ်သွားတိုက်တယ်ဒီမှာဆိုလို့ရှိရင်နေ့တိုင်းလုပ်တဲ့အလုပ်ဖြစ်တဲ့အတွက် buff 1နဲ့ရေးတယ် subject ကအနည်းဖြစ်တဲ့အတွက်ကျမတို့ es ထည့်ရတယ်ဟုတ်လားဒီ sh နဲ့စုံတဲ့စာလုံးဆိုရင် es ထည့်ပြီးတော့ပြောင်းရတယ်He takes a shower in the morning. သူကမနေ့ကမှရေချိုးတယ်လှုပ်လေလှုပ်ထားရှိတဲ့အရာဖြစ်တဲ့အတွက် verb 1နဲ့ရေးတယ် subject ကနေတဲ့အတွက် s ထည့်ရတယ် He takes a shower in the morning. They eat breakfast together. သူတို့မနေ့စာအတူတူစားကြတယ်အများဖြစ်တဲ့အတွက် eat မှာ SES မပါဘူးအမှန်တရားလည်းဖြစ်တယ်အခုလက်ရှိလုပ်နေတာလည်းဖြစ်တဲ့အတွက် buff 1နဲ့ရေးပါတယ် I drink coffee every morning ကျွန်တော်မနက်တိုင်း coffee တောက်တယ် Now my father reads the newspaper ကျွန်တော်အဖေကသတင်းစာဖတ်တယ်သူ့ရဲ့အလေးအကျင့်လေးအဲ့တော့subject ကနေတဲ့အတွက် read မှာ s ထည့်ပါတယ် She goes to work by bus သူမအလုပ်ကို bus ကားနဲ့သွားတယ်ဒါကအလေးအကျင့်လေးပေါ့နော်ဆိုရင် she goes subject ကနေတဲ့အတွက် The children walk to school ကလေးတွေကျောင်းကိုလမ်းလျှောက်ပြီးတော့သွားကြတယ်ကလေးအများဖြစ်တဲ့အတွက် walk မှာ SES မပါဘူး She starts work at 9 a.m. သူမနက်9နာရီမှာအလုပ်စတယ်We have lunch at noon. ကျွန်တော်တို့မွန်းတဲ့အချိန်မှာနေ့လယ်စာစားတယ် She finishes her work at 5 p.m. သူမညနေ9နာရီမှာအလုပ်ပြီးတယ်ကျွန်တော်ဒီစာကြောင်းတွေကိုရေးတတ်တာကျင်းသေးလား
ငါးနိုင်မှာအလုပ်ပြီးရဲဆိုလို့ရှိရင်ဒန်ရေးရမှာလားပြီးတာကိုဘယ်လိုရေးရမှာလဲအဲ့လိုမျိုးလေးရှိတတ်တယ်လေဒါဆိုရင် finishes ဟာဒီလိုမျိုးစာကြောင်းလေးလွယ်လွယ်ကူကူကျမတို့အနည်းဆုံးတော့ဒီ verb 1နဲ့စီတဲ့ဒီ routines လောက်တော့ကျမတို့ရေးတတ်နေပြီပေါ့နော်I arrive home at 6 p.m. ညနေ6နာရီမှာအိမ်ပြန်ရောက်တယ်နော် arrive now he cooks dinner for his family သူမိသားစုအတွက်ညစာချက်ပေးတယ် They watch TV in the evening သူတို့ညနေခင်းမှာ TV ကြည့်ကြတယ် She washes the dishes after dinner သူမညစာစားပြီးရင်ပကံစေးတယ် I clean my room on Saturdays ကျွန်တော်စနေနေ့တွေမှာအခန်းရှင်းတတ်တယ် He feeds his dog every day သူခွေးကိုနေ့တိုင်းအစာကျွေးတယ် My mother waters the plants ကျွန်တော်အမေကအပင်တွေရေလောင်းတယ်ကဲဒါကကြတော့ကျမကအင်္ဂလိပ်လိုရဲဗမာလိုရဲလေးတွဲပြီးတော့ရှင်းပြတာအခုကျတော့ဘယ်လိုလုပ်မလဲဆိုတော့နောက်ဗီဒီယိုမှာဘယ်လိုလုပ်မလဲဒါကဗမာစာကြောင်းပေးထားမယ်ဒီစာကြောင်းတွေကပဲအဲ့စကားပြောကျမတို့အင်္ဂလိပ်လိုဘယ်လိုပြန်ရေးနိုင်မလဲဆိုတာကိုယ့်ဘာကိုလေ့ကျင့်ကြည့်မယ်နော်ကျမရဲ့ဒီစာကြောင်းတိုင်းကိုတေချာအာရုံစိုက်ပြီးတော့ကျင့်ထားပါကြည့်ထားပါဒါဆိုလို့ရှိရင်ကျမတို့ပြန်ရေးတဲ့အခါမှာအဆင်ပြေတယ်အပြင်ကဟာကိုမထည့်သေးဘူးနော်ကျမတို့ကအရင်ဆုံးအနေနဲ့ဒီကိုယ်တိုင်မရေးနိုင်ဘူးကိုယ်တိုင်မတီထွင်နိုင်ဘူးဆိုရင်ကျမတို့ကစုတုပြုသူများကိုခိုးတာမဟုတ်ဘူးကျမတို့စုရတယ်တူရတယ်ပြုရတယ်နော်အဲ့တော့ကျမတို့ဒီခုနကတော့လေ့ကျင့်ပြီးသားဒါစာကြောင်းကြီး100မပြည့်သေးဘူးနော်အခုမှ30ကျော်လောက်ပဲရှိအောင်မယ်ကျမဗမာလိုလေးတွေရေးပေးမယ်အင်္ဂလိပ်လိုပြန်ရေးပါခိုးမကြည့်သေးပြီးတော့မှပြန်ကြည့်နော်ဒီနေ့ကတော့ဒီလောက်ပါပဲရှင်